Memphis ရဲ့အကျဉ်းဆုံး rapper တွေကတယောက်ဖြစ်တဲ့ Push Ice T နဲ့ Gucci Mane ကိုဓမြတိုက်တဲ့အမှုဟာဘယ်လိုဖြစ်ခဲ့တာလဲဒီအကြောင်းကိုမပြောခင် Push Ice T ဘယ်သူလဲဆိုတာကိုအရင်ဆုံးပြောပြပေးပါမယ် Push Ice T က2018မှာသူ့ရဲ့ career ကိုစတင်ခဲ့တာဖြစ်ပြီးတော့တနေ့အတွင်းမှာပဲ Shiesty Summer ဆိုတဲ့သချင်းနဲ့ hit ဖြစ်ခဲ့ပြီး2020အရောက်မှာတော့ Gucci Mane ကသူ့ရဲ့ 1070 record label ကိုခေါ်ယူပြီး sign လုပ်ခဲ့ပါတယ်အဲ့ကာလအတွင်းမှာတော့ Push Ice T ကမကောင်းတဲ့သချင်းတွေမလုပ်တတ်တော့ဘူးလားလို့ပြောရလောက်အောင်အမိုက်စားတွေရွယ်တောက်လျှောက်ကျုံးခဲ့တာပါ762 Cup လို့သချင်းတွေ Lil Baby နဲ့ Monday to Sunday Lil Loaded နဲ့ Link Up လို့အရင်မိုက်တဲ့သချင်းတွေပြင်သူ့ career တခြားအောင်မြင်မှုအများဆုံးရခဲ့တဲ့ Back in Black လို့သချင်းမျိုးတွေလုပ်ပြခဲ့ပါတယ် Push Ice T ရဲ့ flow ကကြားဦးနေကြ Memphis flow တွေမဟုတ်ပဲလုံးဝ unique ဖြစ်ပါတယ်ဒီလောက်ထိအောင်မြင်မှုရနေပေမဲ့လည်း Push Ice T ကအဖေကိုယ်တိုင်က gangster ဖြစ်နေတဲ့အတွက်သူ့မှာလည်း gang culture ရှိနေပြီးတော့2020အောက်တိုဘာမှာ sneaker နဲ့ marijuana seller တယောက်ကိုပြစ်ခတ်လူရဲမှုဖြစ်ခဲ့ပြီးထောင်9နှစ်ကြာသွားခဲ့ပါတယ်2025အောက်တိုဘာမှာတော့ထောင်ထဲကနေပြန်လွတ်လာခဲ့ပါတယ်။လအကြာမှာ FTO First Day Out ဆိုတဲ့သင်းထုတ်ခဲ့ပြီးအရန်လည်း hit ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့2026 January 10ရက်နေ့မှာတော့အံ့ဩစရာကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။အဲ့ဒါက Gucci Mane ကို Push Ice T တို့ကပြန်ပြီးဆွဲပြီးဓမြတိုက်ခဲ့တဲ့ဆိုတဲ့သတင်းကြောင့်ပါ။လူမဲ rapper တွေထဲမှာ chain တွေလူတာပြစ်တာခတ်တာတွေကအထူးဆန်းမဟုတ်ပေမဲ့ဘာလို့ရိုးရိုးသက်သက်ဖြစ်သွားလဲဆိုတော့ Gucci Mane ဖြစ်နေလို့ပါGucci Mane ဆိုတာကလည်းတခြား rapper တွေလို studio gangster မဟုတ်ဘဲနဲ့2006ခုနှစ်မှာစော်နဲ့တူနေတော့တနက်သမား၄ယောက်ကသူ့ကိုဝင်ပစ်ပြီးပစ္စည်းလူတာကို Gucci Mane ကသူတို့ထက်ကတယောက်ကိုပြန်ပစ်တတ်ပြီးအနီးနားမှာပဲအလောင်းကိုမြုပ်ထားခဲ့တဲ့သူ Gucci Mane ကို Push Ice T နဲ့အတူသူ့ရဲ့ homie ဖြစ်တဲ့ rapper Big 30ရဲ့သူ့ဖေပါဝင်အခြားလူ6ယောက်က studio ထဲမှာပိတ်ထားပြီးတော့သူ့ရဲ့ chain တွေ luxury watch တွေအကုန်လူယူပြီး contract ဖြတ်သိမ်းတဲ့စာချုပ်ကိုပါတနက်နဲ့ချိန်ပြီးတော့အတင်းလက်မှတ်ထိုးခံခဲ့ပါတယ်။အဲ့ကိစ္စကြောင့် April 10ရက်နေ့မှာတော့ Push Ice T တို့အဖွဲ့ဖမ်းခံခဲ့ရပြီး FTO တချင်းကလည်းပိုပြီးနာမည်ကြီးခဲ့ပါတယ်။ Push Ice T ကသူ့တချင်းနဲ့အတိုင်းအပြင်မှာတကယ်လုပ်ခဲ့တယ်လို့ပြောတဲ့သူတွေရဲ့ရေစရာအနေနဲ့ထိုးခဲ့ကြတဲ့သူတွေရဲ့အကြောင်းပါ။ချို့ကလည်း Gucci Mane က snitch လို့ red လို့ခေါ်တဲ့သူတွေလည်းရှိပါတယ်။ဘာပဲဖြစ်ဖြစ် Memphis ရဲ့ rising star တယောက်ဟာသူ့ရဲ့ဝါသနာကြောင့်ပဲလားဘာမဟုတ်တဲ့လူရဲမှုတွေနဲ့ထောင်ထဲပြန်ရောက်သွားမှာကတော့နှမျောစရာကောင်းပါတယ်